ရှင်ဘဲရဲ့ဘဲဘဲချမ်းကနှလုံးသားလဲဟတ်တာခွဲနေခဲ့ကောင်းမချင်းပြီးလောက်ကမြလဲခုချင်းကြောက်တလွဲပဲငါပွေရမနောက်တကောင်နဲ့ကျွဲလေရဲ့ငါပတ်မှာပါမခဲ့တဲ့ခေါ်လို့လာပြီးရှင်းကပြကျိုးရှိရှိနဲ့ဆန်ဆွဲပြီးတော့ဒါနဲ့မလို့ညင်းတာကနင်းအတွက်ကြော်လွဲလေးပဲငါဘက်ချမငယ်ပေးပဲနင်းချိုးခဲ့တဲ့နောက်ကြောကတခေါ်လို့ပဲပြန်လဲပြီးချင်းတယ်အင်ဂျယ်လို့ချင်းခဲ့ပြီးပဲဒီဘက်ချက်တောင်ဆိုးဝါသူ relation မပြည့်စည်ဖို့အတွက်နေစဉ်တိုင်းငါကြိုးစားယူနင်းပေါ်ကိုဆောင်ရဲချစ်တဲ့ငါရဲ့စိတ်ရဲ့ရိုးသားမှုငါအပေါ်ကိုသစ္စာပေါက်နောက်ွယ်ကနေခိုးစားသူခတန်းငယ် anyway let ခုမှကိုရှင်းပါတော့ဘူးနင်းရှိရဲ့နာကတွေ့တဲ့ခုဆိုငါမတယောက်ချင်းပဲတောင်းနေမြက်ကက်နေခဲ့ရှစ်စရမယ့်ရက်တွေရဲ့ rap တွေကိုဝက်ဆက်နေမယ်နင်းမပါတဲ့လမ်းမ return ငါတယောက်တည်းရဲ့မြောင်းနာချင်လို့မေးရပြောင်းသွားပြီတတ်တမတကားသာရှိဘူးရဲ့ငါသေးလေးခွဲပြီအခုတော့ခရရနိုင်သေးလေးချီခွေးဆောင်ငါအတွက်ကွာလာဖြစ်ကြည့်ရင်ကစကားတန်ဒီကိုငါရဲ့နားနဲ့ပြန်ကကြခေါင်းလုံးနောက်ပြန်လှည့်ပြီးတော့ပဲငါရင်ခွင်နဲ့ဝင်လာမလားစဉ်းစားခဲ့တဲ့ပြောကြပွားခုချိန်ကြတော့ပြိုကတော့နောက်တစ်ယောက်နဲ့လက်ကိုတွဲပြီးလမ်းမထမ်းမလျှောက်ကတော့ပြက်ပြက်နဲ့ခေါင်းတွေထွက်ဒုညောင်ဆက်ဆန်ရေးလည်းပြက်ခါတီလုံးနဲ့စကားတွေတုံးပြီးငါနှုံသားကိုထိုးနဲ့လျက်ကျိုးတက်တက်ရစ်ပတ်ထားတဲ့တန်ရောစင်ကျိုးလေးတို့ပြက်ငါဇက်ကထွက်မြန်ကားဆိုနင်းဘက်ကတော့ညင်းဆန်လျက်ရှေ့ဆက်ဖို့လည်းခဲ့နိုင်တော့လမ်းခွဲခြင်းမှာပြီးပိုင်ပေါ့ပတ်သက်ခဲ့တဲ့လူတွေလိုပဲဖြစ်မြတိတ်မှာခြံခဲ့တော့ကြံခဲ့တော့ကိစ္စများကအားလုံးပြီးဆုံးသွားခဲ့ပြီနောက်ပြန်လှည့်ပြီးမြေချင်တော့ပါစိတ်မှာတိတ်နာသွားခဲ့ပြီဒီလူတော်နာချင်လို့မေးရပြောင်းသွားပြီတတ်တမတကားသာရှိဘူးရဲ့ငါသေးလေးခွဲပြီအခုတော့ခရရနိုင်သေးလေးချီခွေးဆောင်ငါအတွက်ကွာလာဖြစ်ကြည့်စက်ခဲ့ကြအလုံးတဲ့ဘာမှကိုရမထင်ငါဘက်ချငဲ့ကြည့်ပဲချားရင်ခွင်မှာဝင်ဘယ်တော့မှမခွဲဘူးဆိုပြီးပြောခဲ့တာလိမ့်စဉ်သိချစ်တဲ့ပြောပြီးတော့ပဲငါကိုနင်းစားတွေတင်တွားခဲ့တဲ့အသင်းလုံးကသင်ခန်းစာများမေးကမြကွက်တွေရွှေပြီးငါရဲ့ချစ်တွေလွဲသုံးစားလောက်တာမြစဉ်းစားမိတိုင်းဒေါသထွက်တကယ်တော့ငါပဲတုံးလာလားဟောက်ပြခဲ့တဲ့နင်းကိုမုန်းတယ်အဝေးဆုံးထွက်ကတော့ငါချစ်တွေအားလုံးကနင်းအတွက်လက်ကားပဲတိတ်ချစ်လို့နင်းပေါ့အစေပါလို့ခါစားခဲ့ခံစားချက်ရာများတဲ့ငါပေါ်ကိုပါမမထက်လမ်းခွဲဖို့အတွက်လွယ်လွယ်ပြောနောက်တစ်ယောက်နဲ့ကောက်တွဲတယ်အဲ့ဒီမှာပဲရှိလာမြောင်းပေးနင်းဆောက်ချိုးပါချိုးလဲငါမြစ်တာဖြူရောင်လေးကိုရောင်ဆိုးပြီးချောင်းထိုးတဲ့နင်းလိုလူမျိုးမတွေ့ချင်တော့နောင်ဘဝအခါမျိုးလဲပတ်သက်မြတ်ကိုမင်းပြလိုက်ပြီးအရှင်တွေနာလွန်းတဲ့နေနာမမြေတဲ့ရှိချင်သူ